မာကြီးသဘောပေါ်လစ်လို့ခေါ်တဲ့အဆင့်အနေကင်ဆာအဆင့်ထိဘလို့အဆင့်ဆင့်ပြောင်းလဲဆိုတဲ့ဟာပေါ့နော်ကျွန်တော်တို့ခန္ဓာကိုယ်မှာအခေါင်းပေါက်ရှိတဲ့ hollow organ လို့ခေါ်တာပေါ့နော်အခေါင်းပေါက်ရှိတဲ့ကိုယ်ရင်းအင်္ဂါတွေကကင်ဆာဖြစ်လာလို့ရှိရင်ကုသရန်ခက်ပါတယ်အဲ့တော့ကျွန်တော်ဒါနဲ့ပတ်သက်ပြီးတော့ဒီမှာပုံလေးကိုကြည့်မယ်ဆိုရင်ပထမတော့ normal polyp ပေါ့နော်အလုံးလေးအဲ့ကနေမှတစ်ဆင့် display ဖြစ်သွားလေပုံစံပြက်လာတယ်အဲ့ဒီဆရာနေမှာ early cancer advanced cancer ဆိုပြီးတော့အဲ့ဂျားထဲမှာကျွန်တော်တို့ကဒီဗနိုင်းဖြစ်နေဗနိုင်းဆိုတာလေတာမန်အလုံးကျိတ်ပဲဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကုသရန်ခက်တယ်ကုသရန်လွယ်တယ်အဲ့ကနေမှပို့ဆိုးသွားရင်ကုသရန်ခက်တယ်ဒီမှာဆိုရင်ကင်ဆာလားကင်ဆာမဟုတ်ဘူးလားဆိုတဲ့ဟာကိုကြည့်မယ်ဆိုကနဦးအသဘောကပုံမှန်ဆဲတွေပဲစုတာအနေမရှိတဲ့အခြေကင်ဆာမဖြစ်သေးဘူးလို့ပြောလို့ရတယ်အစပြီဆိုရင်ဆဲပုံစံတွေကပြောင်းလာပြီးတော့အသဘောပုံစံပြောင်းပြီး precancerous ကင်ဆာအကျိုးအဆင့်ဆိုပြီးတော့ဖြစ်ပြန်အောက်မှာ abnormal cell ဆိုတဲ့ဟာလေးတွေ့နော်အဲ့ကနေမှတစ်ဆင့်ကျွန်တော်တို့က stage 0ပေါ့ stage 0ကနေ stage 1ရောက်ပြီဆိုရင်ကင်ဆာအစောပိုင်းအဆင့်လို့ခေါ်တဲ့အကျိတ်စတင်ထွက်ပေါ်လာတယ်ဒါကသူက sub mucus အလွှာလို့ခေါ်တယ် mucosa နဲ့ sub mucus ဆိုကြရကျွန်တော်အပေါ်ရန်အလွှာဒီမှာပဲရှိတယ်အဲ့ဒါကိုဖြတ်ထုတ်လိုက်တယ်ဆိုလို့ရှိရင်ခုန polyp ပဲဖြစ်ဖြစ်ဒါပဲဖြစ်ဖြစ်ဖြတ်ထုတ်လိုက်ရင်ကျွန်တော်တို့ကကင်ဆာခုနပြောသလိုဆိုးတဲ့အဆင့်ကိုမရောက်ဘူးဒီမှာဆိုရင်တော့အဆင့်မြင့်အဆင့်တော့တစ်ဖြည်းဖြည်းနဲ့လာပြီ2 3 4ဆိုရင်တော့ advanced cancer ပေါ့အဲဆိုရင်တော့တစ်ဖြည်းဖြည်းနဲ့ကြီးလာမယ်နောက်တစ်ဆင့်ရောက်လို့ရှိရင်ဥနေရအတွင်းပိုင်းကိုရောက်မယ်နောက်ဆင့်ရောက်ရင်သွေးကြောကနေနောက်ဆုံးသင်ကြားလို့ရှိရင်တော့ကျွန်တော်ကတခြားနိုင်ငံတွေကိုတခြားအင်္ဂါတွေကိုပြန့်တာပေါ့နော်ဆိုတော့ဒီပုံမှာဆိုကြည့်တယ်01ဆိုရင်မဆိုး01မဟုတ်ဘဲနဲ့2 3 4ကြာရင်ဟိုအတွင်းလေးကိုပြန်ပြီးတော့နောက်ဆုံး4ကြာရင်တော့တခြားနော်လမ်းတစ်ပါဘုံ brain ပေါ့လမ်းတစ်ပါဆိုတာအဆုပ်အသက်အုံနောက်အယိုးအဲ့ကိုပြန့်ကုန်တာပေါ့နော်အဓိကဒီမှာစီBB လို့ခေါ်ပေါ့လမ်းတစ်ပါဘုံ brain ပေါ့ကျွန်တော်တို့နော်အဆင့်မြင့်ကင်ဆာတွေကအဆင့်တွေမှာဆိုရင်ဥနေရန်တွေကိုဖောက်သွားပြီးတော့နော်ကြံရင်ကြိတ်တွေပါလေဖြစ်တာပေါ့နော်ဒီ9ချက်ပေါ့ကျွန်တော်ရှိကိုလာမယ်အိမ်နာတက်တာပုံမှန်မဟုတ်ဘူးပုံမှန်မဟုတ်တာ3လလောက်ရှိပြီ3ဘက်လောက်ရှိပြီဝိတ်ကလည်းကျသွားတယ်အီးပါရင်လည်းသွေးစာလေးပါတယ်သွေးမမဲတွေသွေးရေးတွေပါတယ်ဘိုက်ကလည်းခဏအောင်းတက်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီစီးသွားတဲ့ခါကြလို့ရှိရင်အဲ့နာမှာအလုံးလိုမျိုးဟာလေးစမ်းမိတယ်ပြီးရှင်ကျွန်တော်ဘာလို့ပြင်ပန်းလွယ်တယ်နော်နောက်ကကျွန်တော်ဦးကနေပြီးတော့ဘာဖြစ်တာဒီအထွားဆောင်းရိုက်တာပဲဖြစ်ပါဖြစ်တခုဆိုလို့ရှိရင်じゃအလုံးကျိတ်တွေမိသွားပါเนาะဒါတွေကပိုဆိုးတဲ့အချက်တွေဘယ်လိုဟာအသက်50ကျော်လာရင်ရက်ဘီယာဆေးလေးရက်တောက်ရင်ပြင် fiber အမြင့်တက်ပါနေတာစားရင်เนาะ process food ပေါ့ကျူတင်ပြင်ဆင်ထားတဲ့ဟာတွေအသင့်စားတွေများစားရင်ဒီကိုကြက်တိုက်တွေများစားရင်အချင်းတက်ထားတွေများစားရင်ခဏကိုဝပြီးတော့เนาะကိုဇီဝကမ္မဖြစ်စဉ်တွေပုံမှန်မဟုတ်တော့ရင်မျိုးလိုက်လို့ရှိရင်ဒါမှမဟုတ်ကျွန်တော်တို့ကခဏဥရောင်တတ်တယ်ပေါ့ပိုးခဏဝင်တယ်ဆိုလို့ရှိရင်လည်းခဏအထက်မှာဒဏ်ရာလေးရပြီးတော့ကျွန်တော်ကဖြစ်နိုင်တယ်ပေါ့နော်ဒီ6ချက်ကိုတော့သိထားဖို့လိုတယ်ဘယ်လိုစစ်လို့ရအောင်ဆိုတော့ပထမဆုံး fecal organ blood ဆိုတော့ EDM မှာပါတဲ့သွေးစာလေးတွေဇင်းကြွေကျလာတဲ့ဘာလေးတော့ကင်ဆာဆဲလေးကိုကြည့်လို့ရတယ် DNA စစ်လို့ရတယ် CT scan ရိုက်လို့ရတယ်နောက်ကကျရင် colonoscopy ဆိုအထက်ရောက်လေကျွန်တော်ပြောင်းထည့်ကြည့်တာ2မျိုးပေါ့နော်အပေါ်ဆုံးတော့ဥမာကြီးကပိုင်း3ပိုင်းရှိတာအစန်နီ designing transfer colon ဆို sigmoid colon ဆို4ပိုင်းရှိအကုန်လုံးကြည့်ရစီရဲ့နောက်စောင်းအိမ်နဲ့ဥမာကြီးအကွေးကောက်နေရပဲကြည့်ရရှိရဲ့အကားကွင်းနီးလန်းနေရဘာလဲဆိုတော့အခုတော်ဝင်ပြထားတဲ့အသက်45နှစ်ထက်ဆိုပုံမှန်စစ်ရမယ်အရက်ပြရမတောက်ပါကိုလည်းလှုပ်ရှားလုပ်ရမယ်အမြင့်တက်များစားမယ်အစီတွေနဲ့ကျိုးတင်ပြင်ဆင်ထားတဲ့ဟာတွေမစားရအောင်ဒါတွေကမီကိုချက်တိုက်တွေမစားရဘူးเนาะကျွန်တော်မီကိုချက်တိုက်တွေပြင်ဆင်ထားရတဲ့ spicy တွေပေါ့เนาะအားလေးသိဖို့အတွက်ဝင်ပြခြင်းဖြစ်ပါတယ်ကျမ